လမ်းလာရှောင်းနေနဲ့လမ်းလေးလှလို့လမ်းလျှောက်ဖို့လုပ်ပေးကြတာဒါဟိုတနေ့ကကန်တယ်မလို့ဒါကနောက်တနေ့อ่ะအပင်တွေအပွင့်မပွင့်သေးလို့အပင်တွေအပွင့်ပွင့်ဒီနေရာပူလှတယ်အခုမှနည်းနည်းစောင်းကုန်ကားသားဆိုတော့အပင်တွေအရွက်တွေတိတ်မထွက်သေးdamn ရှေ့မှာလှတယ်ကွာမင်းတငယ်ချင်းတွေနဲ့ဒီမှာဘီယာလေးပါလာစုတာတော့တော်တော်မိုက်ပဲဒီကွင်းအကျယ်ကြီးတစ်ပတ်လုံးလမ်းတွေလှုပ်ပေးထားတာဟိုမှာရှေ့ကိုသွားရင်လည်းဟိုကလမ်းရှိသေးတယ်ဒီဘက်ကိုလည်းဒီမှာလမ်းလှုပ်ပေးထားဒီမှာကျမ်းမာရေးအတွက်လမ်းတအားလျှောက်ကြတာဆိုတော့နေရာတိုင်းမှာလမ်းလျှောက်တဲ့နေရာရှိတယ်ဒီမှာဘဲလေးတွေဒီမှာဘဲတွေသမင်တွေယုံနေရတာဒီမှာပေါ်တယ်သူတို့ဘေးမဲ့ပေးတာလားဒီမှာပြစ်ပိုင်ခွင့်မရှိပြစ်လို့ရှိရင်သူတို့ဒဏ်ရိုက်ခံတယ်တခါထောင်နေပါကြတယ်ပြစ်ချင်လိုင်းစင်လောက်ရတယ်လိုင်းစင်လောက်ပြီးတော့ဒီကနေပြီးတော့2 နာရီလောက်ကားမောင်းအောင်ပဲထင်တယ်အဲ့တော့ဟိုတောထဲမှာသွားပြက်ရတာလိုင်းစင်တော့မျိုးရှိသေးတယ်တမင်ပြက်တဲ့လိုင်းစင်ကျန်တဲ့ရှင်းတို့ယုံတို့ပြက်မဲ့ဆိုလိုင်းစင်တစ်မျိုးငားမရတော့ဒီမှာလိုင်းစင်နဲ့ဗျာအဲ့လိုင်းစင်နဲ့တော့မှငားသေးလို့ရှိရင်လည်းပြန်လှုပ်ပေးရတယ်သူတို့တတ်မှတ်ထားတဲ့ငါပဲတအားကြီးရင်လည်းလှုပ်ပေးရတယ်သူတို့ပေမပြည့်ရင်လည်းယူလို့မရတမင်ပြည့်ရင်လည်းအတူတူပဲတော်တယ်မှာတမင်တစ်ခါပြည့်ရင်တစ်ကောင်လား2 ကောင်လား2 ကောင်လိုင်းစင်လောက်2 ကောင်ပြည့်ချင်တစ်ကောင်ပဲပြည့်ချင်တယ်တစ်ကောင်လိုင်းစင်လောက်
နောက်လာဆိုချယ်ရီတွေပွင့်တော့မယ်ချယ်ရီပွင့်နေရတိုင်းမှာလှပြီအဲ့ကြရင်တခါတပုတ်ထက်ရိုက်တင်ပြီးအောင်ကဲလမ်းဆုံးပါပြီ